တော့ကျွန်တော်တို့ကနော်ဒါ project အနေနဲ့လုပ်ပေးရမယ့်အရာရှိတယ်အဲ့ဒါကဘယ်နည်းပြရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ပတ်တနင်္ဂနွေနေ့ပေါ့နော် Sunday မှာကျွန်တော်တို့ကပြန်ပြမယ် Sunday မှာ project show ရှိပါမယ်အာ Sunday မလုပ်နဲ့ကွာSunday မအောင် Sunday လုပ်လိုက်ကျွန်တော်နောက်တစ်ပတ်ကိုကျွန်တော်အချိန်ပိုခိုးမယ်နော်အချိန်ယူရမယ်နောက်တစ်ပတ်ကိုတနင်္ဂနွေတနင်္လာ2 ရက်ပြရလိမ့်မယ်နော်2 ရက်လောက်ပြရမယ်ဆိုတော့တနင်္ဂနွေတနင်္လာ2 ရက်ကိုကျွန်တော်တို့က project show အတွက်သုံးလိုက်တာဖြစ်တော့ကြောင့်မလို့ကျွန်တော်ဘယ်ထိတွားပေးမလဲဆိုတော့အင်္ဂါဗုဒ္ဓဟူးကြာသပတေးအထိကျွန်တော်သင်ပေးမယ်အချိန်ပြည့်အောင်သင်ပေးမယ်ဆိုတော့အခက်အခဲတော့ရှိကြမှာပဲအဲ့ဒီနေ့အဲ့ဒီဘက်တော့ကျွန်တော်နော်တချို့တော့ pass ပေးလိုက်မယ်အဲ့ဒီအတွက်မှာလုံးဝအတန်းတက်မကောက်နော်ဒါကြိုပြီးတော့မြေတိုင်ခံတာဘာမှမပြောရသေးဘူးနော်โอเคတော့ Sunday Monday ပြမယ်နော်ဒါလည်းကိုကပြီးအောင်လုပ်အောင်ပါတော့ Sunday မှာပြီးအောင်လုပ်တာဘယ်နေ့မှပြရမယ့်အဖွဲ့ထဲမှာပါမလဲတော့မပြောတတ်ဘူးတင်းနေအစင်လိုက်လာမှာမဟုတ်ဘူးကြွေပြောထားရနော်တင်းကမဲနိုင်ပြီးတော့ပြောရမှာနော်ဒါကိုလည်းတကယ် project show တွေမှာပြတယ်လို့မျိုးပဲပြရလိမ့်မယ်နော် Sunday မှာအကုန်ပြီးရမယ်ဘယ်အဖွဲ့ပြရမလဲလို့မပြောထားဘူးမဲနိုင်ပြီးတော့ကြားရလို့ပြောမယ်နော်ဒါက project ကိုအရင်ရှင်းတာဆိုတော့အခုလုပ်ရမယ့် project က group project ပါတတ်နိုင်ဆိုအချင်းချင်းညှိပါတယောက်ချင်းဆိုလို့ရှိရင်အကောင်းကောင်းလုပ်တတ်မှာတို့ကောင်းကောင်းလုပ်နိုင်မှာတို့ဆိုတာကိုသိတယ်နော်အဲ့တော့နော်ကိုယ်အနေနဲ့အကောင်းဆုံး try ပါပြီးရင်တစ်ဖက်လူကိုလည်းတွဲခေါ်ပါပြီးတော့မပြောင်းပါနဲ့မလောင်ပါနဲ့အချင်းချင်းနော်လက်မခံနိုင်တဲ့စကားတွေမပြောပါနဲ့ဒါတော့စိတ်နော်စိတ်ချအောင်မှာချင်ပါတယ်နော်အချင်းချင်း team project လေးအခုမှစပြီးလုပ်ကြည့်ရကွာဆရာတို့အတွက်ပြောတာနော်ဒီ team မှာဒီ group မှာဆိုတော့နောက်ပိုင်းမှာတော့ပို့ပြီးတော့ပုံစံကျလာမယ်လို့မျှော်လင့်ပေမဲ့ဆက်စချင်းဆိုတော့လေဆက်စချင်းကိုပဲနော်ရင်တကူမဖြစ်အောင်တော့ထိမ့်ပေးပါဒါလေးကိုတော့နှုတ်ညွတ်မြတ်တာရက်ခံတယ် Okay project ကဘာရေးပေးရမှာလဲဘာရေးပေးရမှာလဲဆိုလို့ရှိရင်အဲဒီကနေစပြောမယ် project က Python ကျွန်တော်တို့ကနော် project တစ်ခုရေးပေးရမယ်ဘာအတွက်လဲဆိုတော့ခေါင်းစဉ်၃ခုပေးလိုက်မယ်ခေါင်းစဉ်၃ခုပေးလိုက်မယ်ဥပမာကျွန်တော်တို့ကနော် sensi စားလိုမျိုးပုံစံလေးတွေရေးပေးရမှာဈေးဆိုင်တစ်ခုလို့ကျွန်တော်ပြောလိုက်ပြီဆိုလို့ရှိရင်ဈေးဆိုင်တစ်ခုနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ရနိုင်တဲ့ဟာတွေပဲသုံးပါအဲ့ဒီမှာလိုရမယ့်အရာတွေရှိတယ်မလိုရမယ့်အရာတွေရှိတယ်မလိုရမယ့်အရာတွေလည်းလုံးမလာပါနဲ့နံပါတ်1လိုရမယ့်အရာကကြတော့ကျွန်တော်တို့ကနော် project guideline အတိုင်းပါဝင်အောင်လုပ်ပါမလိုရမယ့်အရာတော့မတင်ထားတာတွေမသုံးလာပါနဲ့မလိုရမယ့်အရာတစ်ခုပဲနော်မတင်ထားတာတွေမသုံးပါနဲ့နော်မတင်ထားတာတွေထည့်မလာပါနဲ့ဒါလေးပဲဒါမလိုရမယ့်ဘန်ရှင်းပါတယ်အဲ့တော့လိုရမယ့်အပိုင်းကကျွန်တော်တို့ကဘာရေးရမလဲဆိုတော့ခေါင်းစဉ်၃ခုပေးလိုက်မယ်အဲ့ဒီခေါင်းစဉ်၃ခုဆိုတာကအကြောင်းအရာကိုပြောတာအဲ့ဒီထဲမှာကိုယ်စိတ်ကြိုက်စဉ်းစားလို့ရတယ်နံပါတ်1ကကြတော့ student management student management ကျောင်းသားတွေနဲ့ပတ်သက်ပြီးတော့နော် student management ပုံစံအဲ့ဒါကိုမှကျွန်တော်တို့ကဘာနဲ့ရအောင်မလဲဆိုတော့ကိုယ်အနေနဲ့တော့ terminal မှာ run တာပဲဖြစ်လိမ့်မယ်ဒါပေမဲ့ team project လေးဗျာအဲ့ဒါတော့တယောက်တည်းရေးအောင်မနှဖန်တော့ပြီးတာပဲတရက်ထက်နဲ့တော့ပြီးတာပဲလို့ပြောလို့ရလိမ့်မယ်ခဏလေးခေါင်းစဉ်တွေအကုန်ပြီးအောင်ပြောပေးမယ်နောက်တစ်ခုကနံပါတ်2က library management LIBRARY လားနော် library management ဆိုတော့ student management လို့ပြောပေးလိုက်တာအဲ့ဒါဒီမူလတန်းကျောင်းလားအလယ်တန်းကျောင်းလားတက္ကသိုလ်လားနော်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းကိုကဘယ်ကျောင်းလေးတစ်ခုလဲ private school လားဒါကတော့ကိုယ်တိုင်တွေးပြီးရေးရလိမ့်မယ်တခုရှင်းပြလိုက်ရင်တခြားတွေလည်းဆက်ဆက်တွေးလို့ရအောင်ပြောပြရအောင်ဥပမာကျောင်းတွေဆိုတော့ကျောင်းတွေကို management လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျောင်းကိုစပြီးဝင်လာတယ်ကျောင်းအပ်တာကနေစပြီးရေးနိုင်ရမယ်ကျောင်းအပ်လိုက်တယ်ကျောင်းအပ်တယ်ဆိုလို့ရှိရင်ချက်လက်တွေမေးရတော့မယ်ညီလေးမောင်လေးပေါ့နော်ထားပါတော့လူတယောက်ကိုမေးလိုက်တယ်ကျောင်းလာအပ်တယ်ဆိုလို့ရှိရင်ဟုတ်ပြီဘယ်နှစ်တန်းကိုအပ်မှာလဲမင်းအသက်ဘယ်လောက်ရှိပြီလဲဆိုတော့အသက်ကအရန်ကြီးနေတယ်ဥပမာအသက်က40ဗျာကျွန်တော်ပထမတန်းကိုတက်ချင်တယ်ပထမနှစ်တက္ကသိုလ်ပထမနှစ်မဟုတ်ဘူးနော်တဒန်းကိုတက်ချင်တယ်တဒန်းကိုအသက်40လူကိုပြစ်တက်မလားတက်တဲ့နမှာတွေပါခဏထားလိုက်အောင်ဆရာတို့ရေးကြည့်မယ်နော်ပြီးရင်အဲ့ဒီမှာကျွန်တော်တို့ကကျောင်းအပ်တဲ့လက်ခံပါဆိုတော့ကျွန်တော်တို့ကနော် enroll form လို့ခေါ်ပါလားနော်မြန်မာလိုဆိုရင်တော့ကျောင်းအပ်လက်ခံတဲ့ form ပါဘာချက်လက်တွေပါတင်လဲဒါတွေလည်းတွေးပြီးရှာမယ်နော်လူအများကြီးပေးထားတာဖွဲ့ကို6တောင်ပေးထားဖြစ်ကလက်စမ်းတော့လုံးမလာပါနဲ့အကောင်ဆုံးစီစဉ်မလားအကောင်ဆုံးစဉ်းစားပါအဲ့ဒါကိုလည်းတခြားလူတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့လုပ်လာပါအချက်လက်တွေကိုမလိုတာတွေလည်းမပါအောင်လိုတာတွေပဲပါအောင်စဉ်းစားပါ data mining တွေ data analysis တွေနော်စောက်ထဲမှာမထားခဲ့နဲ့ဗီဒီယိုထဲမှာမထားခဲ့နဲ့တကယ်ကိုယ်တိုင်စမ်းစစ်ကြည့်ပါကိုယ်တိုင်ဒီကြောင်းတစ်ကြောင်းကိုတက်တဲ့ခါမှာမလိုအပ်တဲ့ချက်တွေကအရင်များနေလားကိုယ် software ထဲမှာတကယ်လိုအပ်တာတွေကမပါဘူးလားဒါကိုအမြင်တွေ့ပါကျောင်းဆိုလို့ရှိရင်လည်းကျောင်းအလက်ခံတာနေမှာကျောင်းကိုကျွန်တော်ကလုပ်မယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ကကျောင်းမှာစောင့်မတွေဖြေရမယ်စောင့်မဖြေရတယ်လည်းသိသိနိုင်မယ်ကျောင်းသားတွေကိုသိလိုက်တယ်ဒီသူတို့အမှတ်တွေရလာတယ်ဒီကျောင်းသားအမှတ်ကဘယ်နှမှတ်ရပါတယ်ဒီကျောင်းသားအမှတ်ကဘယ်နှမှတ်ရပါတယ်အဲ့ဒါတွေကိုဘယ်ထဲမှာသိလို့ရလဲ list ထဲမှာသိလို့ရတယ် list ထဲမှာသုံးလို့ရတယ်ဒါပေမဲ့ looping တွေဘာတွေမသုံးလာပါနဲ့မတင်ထားတွေမသုံးလာပါနဲ့ list ထဲကိုဒီတိုင်းလေးထည့်ပြီးတော့ list ထဲကနေဒီတိုင်းလေးပဲပြန်ထုတ်ပြပါဘယ်လိုရေးရမလဲအဲ့ဒါတွေးပြီးရေးရမယ်ခဏပဲ
ကိုတိထားတာနဲ့အကောင်းဆုံးဖန်တီးပေးရှိမယ်အဓိကလေ့ကျင့်ချင်တာဒီကိုယ့်ရဲ့ software တစ်ခုအတွက်ဘယ်အချက်လက်တွေကလိုတာလဲဘယ်ချက်တွေကမလိုတာလဲအဲ့ဒါတွေကိုခေါင်းအေးနဲ့တွေးချမယ်ပြီးရင်သူများပြောတာကိုလည်းခေါင်းအေးနဲ့ဖြစ်တဲ့နာကိုစဉ်းစားမယ်ကိုတွေးထားတာအမှန်ဆိုပြီးတော့ထဲတဲ့အယူဆနေပြီးတော့ငါတို့စဉ်းစားထားတဲ့အရာဒီတကယ်လက်တွေ့နဲ့ဘယ်လောက်ထိနီးစပ်လဲဒါကိုလေ့ကျင့်ချင်တာပါဒါကို team project လို့ခေါ်တာပါတယောက်တည်းရေးခိုင်းရင်မနေ့ကတပတ်ခါပြီးနိုင်တဲ့ project ကိုအချိန်ပေးထားတာဒီလူများလေလေပုံညှိရမယ်လို့ဆိုတဲ့ခံစားချက်ကိုလည်းရစေချင်တယ်ပြီးရင်ကိုယ်စိတ်ကိုလည်းမြင်စေချင်တယ်ကိုဒီ level ထဲမှာကိုနဲ့ level 2တွေဝါသနာ2တွေကဘယ်လောက်ထိရောက်နေပြီးတော့ကိုကဘယ်နေချိန်လောက်ပဲရောက်နေသေးတာလဲဆိုတော့လေထင်ထင်ရှားရှားကြီးမြင်လာလိမ့်မယ်ဒါကြောင့်မလို့ team project တွေကိုပါသေးချင်တာဆိုတော့ဒီ video file ကိုကြည့်ပြီးတော့ပါချင်ပါတယ်ဆိုလို့ရှိရင်ထပ်ပေးလို့ရတယ်အခုမှ team က18ဖွဲ့လာပဲရှိသေးတယ်19 20 21ရှိသလောက်သွားလို့ရတယ်ကျွန်တော်စင်းလာပေးတာအဲ့ဒီလူတွေအကုန်လုံးကိုပြီးရင်ကျွန်တော် team တွေထဲမှာကိုယ့်ဟာသာထည့်ပေးသွားမယ်နော်ဒါထားတော့ library ဆိုလို့ရှိရင်လည်း library နဲ့ပတ်သက်တာနော်ဆက်ကြောင်းဝယ်ဆက်ပြောရမယ်ကြောင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနော်နှစ်ဝက်စာမွေးရှိတယ်နှစ်အဆုံးစာမွေးရှိတယ်အဲ့ဒီနှစ်ခုလုံးပေါင်းလိုက်ပြီးတော့နှစ်နဲ့စာလိုက်လို့40ထက်ကျော်မအောင်တာဒါမျိုးလေးတွေအစားကြောင်းနေမှာရှိတယ်နော်ကိုယ်တို့ရင်ကြောင်းတက်ခဲ့တာပဲဟုတ်တယ်နော်နှစ်ဝက်စာမွေးနဲ့နှစ်အဆုံးစာမွေးနဲ့နှစ်ခုပေါင်းပြီးတော့အောင်မဲ့ပေးရလားဒါမှမဟုတ်ဒီနေ့ခေတ်ကလို့မဟုတ်တော့ဘူးနှစ်ဝက်ကထဲမတွက်ဘူးနော် final exam ကအမှတ်ကိုပဲယူလိုက်တယ်အဲ့ final exam မှာမြန်မာစာလေး40တက်ကျော်ရမယ်တခြားဘာသာလေး40တက်ကျော်ရမယ်ဒါဆိုရင်အောင်တာလားဆိုတော့အမှတ်ပေးရည်လေအောင်လုပ်ပေးနိုင်ရမယ်နော်အဲ့လောက်ထိကိုကသွားနိုင်ရမယ်ချိန်ပေးထားတယ်6တောင်ပေးထားတယ်ခဏခဏပြောနောက်တစ်ခု library ဆိုလို့ရှိရင်စာအုပ်တွေကျွန်တော်တို့ကစာအုပ်တွေဘယ်စာအုပ်တွေရှိရလဲဘယ်စာအုပ်တွေခွဲမှာလဲမင်းကဘယ်စာအုပ်ကိုငှားချင်တာလဲဆိုစာအုပ်လေးတွေထားမယ်ဟလာပုံမှန်တယောက်တည်းရေးခဲ့တော့စံစီစားဆိုတာမျိုး၃မျိုးလောက်ပဲထည့်ရနေမှာ library တစ်ခုလို့သတ်မှတ်ပြီဆိုလို့ရှိရင်စာအုပ်အနည်းဆုံးအုပ်30အုပ်40ဒီလောက်တော့ထားသင့်ပါတယ်ဒီလောက်တော့ဖြစ်သင့်ပါတယ်အဲ့ဒီအတွက်လည်းဘလို့ယာရင်းနဲ့ခွဲမလဲဘလို့ယာရင်းနဲ့ဘလို့ပုံစံဖန်တီးမလဲရှုပ်လားရှုပ်ရင်ကိုလွယ်တာဘလို့ရေးမလဲဘလို့စဉ်းစားပြီးရေးမလဲငါတို့ကရှုပ်တာအောင်မှကြိုက်တာအဲ့ဒါအောင်မှပိုဖြည့်ရှင်းနေတာကြိုက်တဲ့စိန်ခေါ်မှုနဲ့တွားလို့ရတယ်နောက်တစ်ခုကနံပါတ်3နှစ်ခုပဲပေးရသေးတယ်ဆိုတော့နောက်တစ်ခုဘာကြံသေးလဲဆိုတော့နောက်တစ်ခုကကျတော့ online shopping အကျယ်ကြီးဖွင့်ပေးထားတယ်နော် online shopping ဆိုတဲ့ခေါင်းစဉ်အောက်မှာနော်ပစ္စည်းတွေကြိုက်တာရောင်းနော် shopping အဲပစ္စည်းကိုဘယ်လိုရောင်းမှာလဲကြိုက်တာလို့ online shopping ကအလွယ်ဆုံးဖြစ်လိမ့်မယ်ကိုကလွယ်တာကိုရွေးလာမှာလား maybe ဒုတိယဖြစ်တဲ့ student management ကိုလွယ်ရွေးလာမှာလားအခက်ဆုံးဖြစ်တဲ့ library management ကိုဖြည့်ရှင်းမှာလားဒါကတော့ကိုတင်းကလူတွေကိုညှိပြီးတော့ဖန်တီးရမှာပဲဒီသုံးခုထဲမှာဝင်ရမယ် project တစ်ခုရေးပေးရမယ်ဒါနဲ့ပဲပြီးပြီလားမပြီးသေးဘူးနောက်ထပ်တစ်ခုကြံသေးတယ်နောက်ထပ်တစ်ခုကကိုယ့်ရဲ့ project နဲ့ပတ်သက်ပြီးတော့ PowerPoint presentation တစ်ခုလုပ်ပေးရမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကျောင်း student management ကိုလုပ်လာပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျောင်းတွေအခုလက်ရှိမှာတော့ဒီလိုလုပ်ထားတယ်ပြောပြမယ်နော်ပါမယ်ရရင်ပြောမယ်ထပ်ပြောမယ်နော် PowerPoint အနေနဲ့နော်ဒီဟို PowerPoint မပြင်တဲ့ဘူးလို့ဘာလို့မလုပ်နဲ့နော်မပြင်တဲ့ရင်ကိုယ့်ထက်လူတယောက်ကိုခေါ်ပြီးပြင်လိုက်မယ်နော် PowerPoint ကိုပြင်မယ် PowerPoint ဆိုတာ Power presentation PPT file နဲ့ PowerPoint file နဲ့ပြင်ရမယ်ပြောတာမဟုတ် presentation လုပ်ရမယ်လို့ပြောချင်တာ presentation မှာဘာမလဲဆိုတော့ကျွန်တော်တို့ရဲ့အကြောင်းအရာကိုရှင်းပြပေးရမယ်ပါမယ် make sense ပေါ့နော်ကိုကဒီဘာလို့ရေးစရာတွေအများကြီးတွေကနေမှာဘာဖြစ်လို့ဒီကောင်းစဉ်ကိုရွေးလိုက်တယ်ဒီကောင်းစဉ်ဒီမူလာတဲ့အကြောင်းလေးကိုရည်ညွှန်းတာပါဒုတိယတဲ့အကြောင်းလေးကိုရည်ညွှန်းတာပါ maybe တက္ကသိုလ်အတွက်ရည်ညွှန်းတာပါအဲ့ဒါနဲ့ပတ်သက်ပြီး make sense ပေးရမယ်ပြီးရင်ကျွန်တော်တို့ကအဲ့ဒါနဲ့ပတ်သက်ပြီးအခု project လက်ရှိမှာတော့ဘာတွေလုပ်ထားတယ်ဟုတ်ပြီနော်နောက်မှာတော့နောက်ပိုင်းမှာတော့ကျွန်တော်တို့တိလာရင်တိလာသလောက်ဘာတွေထပ်ချဲ့သွားမှာပါဟုတ်ပြီနော်ပြီးရင်တော့ကျွန်တော်တို့ရဲ့ရည်ရွယ်ထားတဲ့အရာကတော့ဒီ project ဒီဘယ်အတိုင်းအတာအထိကျွန်တော်တို့လုပ်ချင်တာပါကျွန်တော်တို့ကျမတို့ဒီဘယ်အတိုင်းအတာအထိလုပ်ချင်တာပါကျွန်တော်တို့ရဲ့ next purpose ပေါ့နော် evolution နဲ့ next vision ပေါ့နော်ကျွန်တော်တို့ရဲ့အနာဂတ်ရည်မှန်းချက်ပေါ့နော်ဒီ project ကြီးဒီအနာဂတ်မှာဘယ်လိုပုံစံထိဖြစ်ချင်တာပါဆိုတဲ့အရာလေးတွေပါဝင်တဲ့အကြောင်းအရာလေး presentation လုပ်ပါမယ်ဆိုတော့ presentation ပါမယ်ရှင်းပြရတာပါမယ်တစ်ဖွဲ့ကိုကျွန်တော်တို့က9မိနစ် presentation လုပ်9မိနစ်အဲ့တော့အင်စာထပ်တာက group ထဲမှာထပ်ရမယ်ကိုယ့်ရဲ့အပိုင်းလိုက် group ထဲမှာထပ်မယ်တင်ဝင်နေ့မတိုင်ခင်တင်ဝင်နေ့ည meeting မတိုင်ခင်မှာ project file တွေကိုအဲ့ဒီထဲကိုရောက်အောင်ပို့ပါအဲ့ဒါကတစ်ပိုင်းပြီးရင် PowerPoint presentation တွေနဲ့တစ်ဖွဲ့ကို9မိနစ် presentation လုပ်ရမယ်အဲ့ဒီမှာလဲ project မရောက်တဲ့အဖွဲ့တွေဒီ presentation လုပ်เสียမလိုပါဘူးတခါတည်းကျွန်တော်တို့က meeting sorry project result ဖေးပါတယ်နော် project ကြာရှုံးပါတယ်လို့ပြောချင်တာနော်ကိုလည်းပြီးရမယ် presentation လည်းပြီးရမယ်ကိုဘက်ကထပ်နိုင်တဲ့ presentation မှာတယောက်မှလာပြီးတော့မပြောဘူး
အဲ့ကိုကမဲကြရဲကိုတင်းမဲကြတဲ့အချိန်မှာကိုတင်းကလူကတယောက်မှရှင်းပြမယ်သူမရှိဘူးဆိုလဲဆရာတို့တင်းဖေးပါတယ်โอเคနော်ဒီတင်းထဲမှာပါတဲ့လူအကုန်လုံးဖေးမှာနော်အဲ့လိုမျိုးနဲ့သုံးကပြက်ကွက်ရင်တင်းကနေထုတ်ပါ sorry group ကနေထုတ်မယ်နော်အဲ့တော့ record ထဲမှာပါအောင်ပြောပေးရ okay ဆိုတော့ mission ရှင်မေးလို့ရပါ